အောင်ဒီကောင်လည်းတော်တော်တုံးတယ်ကောင်အရဟံသိတိဆိုတာတော့မင်းကိုပြောလိုက်တတ်သွားမှာတတ်သွားပါဆိုသားအရဟံသိတိအဲ့ဒီပတိလေးကိုအရဟံသိတိမင်း1000ရအောင်စိတ်กว่าတယ်ဒီနေ့ကို1000ဆိုရင်10ဘတ်ဆိုရင်မရဘူးလား1080တောင်ဖြစ်နေပြီအဲ့တော့10ဘတ်စိတ်လိုက်1000ကျော်သွားပါတယ်ကွာတဲ့အိမ်မှာတော့မစိတ်နဲ့ကွာတဲ့မင်းရွာမှာဇေဒီလေးပါလည်းမရှိဘူးလားရှိပါတယ်အဲ့ဒီဇေဒီမှာသွားစိတ်ကွာတဲ့ပထမအဆင့်ကတော့49ရဲ့အသက်သက်လို့စားပြီးစိတ်ကွာတဲ့ငါမြင်မြင်အလုပ်ရလိမ့်မယ်ယုံကြည်တာလုပ်တယ်ကောင်းလေးနာမည်မောင်းညွန်းတယ်ကောင်းပါပြီတဲ့ထိုင်တဲ့ရှိကိုတဲ့အဖိုးကြီးလည်းထွက်သွားလှဲကြုံလာတော့သူလိုက်သွားတယ်အမေကြီးတဲ့အလုပ်ရတော့မယ်ပိတ်ဖြူစင်ကျင်တဲ့အဖိုးကြီးကကျွန်တော်ပတိတကုံပေးသွားတယ်သူပေးတာဆိုရင်အလုပ်ရမယ်လို့ပြောတယ်ဘာစိတ်ရမှာလဲအရဟံသိတိလို့ပြောတယ်ပြီးတော့အသက်သက်လို့စားရမယ်လို့ပြောအောင်မလေးငါချက်ကြည့်ပေးမယ်နင်းစားဒီကောင်အဲ့ဒီနေ့ကဆိုင်ဘုရားရှိခိုးပြီးတော့မနေ့9နိုင်ဆိုထားသွားပြီပတိလေးနဲ့သူတို့ရွာမှာဇေဒီလေးသေးသေးလေးကိုတော်မြေဇေဒီလေးရှိတယ်ဒီပရဝန်းလေးရတယ်ဥက္ကာထားတယ်အဲ့ကောင်မနေ့အစောကြီးပဲအရဟံသိတိနဲ့စိတ်နေတာမြေယူခဲနဲ့တရက်သူနိုင်ရမှာမှတ်သွားတာဒီနေ့ကတော့49ရက်ပြည့်တဲ့နေ့ပဲဟိုဇေယမတွေ့ခဲ့တဲ့အပါကြီးပြောတဲ့အတိုင်းဆိုအလုပ်ရမယ်နေ့ပဲ49ရက်အဋ္ဌံပြည့်လဲပြည့်ရောသူထွက်လာတော့အဲ့ဒီဇေဒီပရဝန်းလေးထွက်ပေါင်းလေကားရင်မှာ1000လောက်ရှိတယ်လုံးရှိလေးသင်္ကန်းအညိုပိဿာလေးနဲ့ပတ်ထားတဲ့အရာလေးတခုတော့သူကကောက်လာတယ်ဘာလဲတော့ဒီနားလည်းဘယ်သူမှမပြတ်ပဲဘယ်သူကြားခဲ့လဲမသိဘူးလူသွားလူလာလဲသိနေတယ်အိမ်ယူလာတယ်အိမ်ရောက်တော့ဖွင့်ကြည့်တော့သူ့မြဟဲ့မောင်ညွန့်ပါလဲတဲ့ပစ္စည်းလေးတခုကောက်ရလူများပစ္စည်းပဲမခိုးမွေးအောင်ဘယ်ရမလားမရတဲ့ပိုင်ရှင်မဲပါလေကျွန်တော်ကောက်ရတာဘယ်သူမှမလည်းမသိဘူးဒီနားလဲလူသွားလူလာနေပါလေဖွင့်ကြည့်တော့အယုတ်ကလေးဝါကြည့်တော့ကလေးသူဟာလေဝါကြည့်တော့ကလေးကအယုတ်ကလေးကရွှေချထားတယ်တကူလုံးဇော်ကြီးရုပ်ကလေးဇော်ကြီးကတောင်မွေးလေးကိုထောက်ပြီးတော့ဒီလိုကင်ထားတာကျွန်တော်တို့နိုင်ငံခြားရုပ်ရှင်အော်စကာဆူအယုံမျိုးလေးကင်ထားတာဇော်ကြီးရုပ်လေးမေးရတယ်အေးဟဲတဲ့နည်းနည်းထိုက်လို့ရတာသိမ်းတာပေါ့လေအဲ့ဒီဇော်ကြီးရုပ်လေးပြန်တဲ့သင်္ကန်းသူခြိတဲ့ခြိနေတိုင်းပြန်ကြည့်ပြီးကောင်းအောင်တဲ့ဘုရားပထိုးရှိခိုးပြီးညအိတ်သူတို့ရွာနဲ့အများကြီးဝေးတဲ့ကားလမ်းဘက်ကချစ်အင်းတိန်ကိုဓမြဟိုတခုတ်ခိုးတယ်တခုတ်ခိုးတော့အဲ့ဒီရင်ကပတ်စံချမ်းလာတော့စိန်နေပါသွားတယ်အဲ့ညမှာတခုတ်ခိုးတယ်တခိုးတွေကလည်းအဲ့ဒီစိန်နေပါသွားတယ်တမ်းမယူအဲ့ဒီရွာထိတ်ကမကြည့်ပင်အောင်မှတွင်တူပြီးမြုပ်ထားတယ်ဒီကနည်းနည်းတည်ငြိမ်မှဒါလာပေါ်ပြီးတခြားမှရောင်းဝယ်မယ်ပေါ့တောတခုတ်တွေဆိုတော့ခတ်တုံးလုံးပေါ့လာမြုပ်ထားတာညကြတော့မောင်ညွန်းလဲအိတ်လဲအိမ်နေရောအိမ်မက်တယ်အိမ်မက်ကပဲလုံးမဲလဲဆိုသူကောင်းမှတဲထားတဲ့ခုနဝါကြည့်တော်လေးကအပြင်ကိုလိမ့်ထွက်လာတယ်လို့မဲ့တယ်ပြီးလဲပြီးဝါကြည့်တော်လေးကအလိုလိုမတက်ထောင်သွားတယ်ပြင်ကြည့်ထားတဲ့သင်္ကန်းကြီးပြီးသွားပြီးတော့အထက်အယုတ်ကလေးဖောက်ဆိုခုံထွက်လာတယ်ခုံထွက်လာပြီးအယုတ်ကလေးကလုံးနဲ့တပြေးပြေးလူလောက်ကြီးဖြစ်လာတယ်အသက်ဝင်လာတယ်တကူလုံးကလည်းရွှေရောင်ကြီးတောင်မွေးနဲ့တို့ခါကိုထိုးတယ်ဟဲ့ကောင်မောင်ညွန့်ထားတယ်လိုက်ခဲ့ဆိုပြီးတောင်မွေးပေးပြီးခေါ်သွားတယ်ခုနသခိုးတွေမြုပ်ထားတဲ့နေရာကိုတောင်မွေးနဲ့ထိုးပြဒီမှာတူးတယ်ဆိုတော့ဒီကောင်လည်းနိယသစ္စာဒုက္ခတွေနဲ့တူတော့ဖွက်ထားတဲ့စိန်အိုးကိုသွားတွေ့တယ်ယူသွားတယ်ဆိုပြီးခေါ်လာတယ်ပြန်ခေါ်လာတော့ဒီကောင်ဒီစိန်လေးပဲထားမှမသိဘူးသူ့အမေရောင်းဖို့ဝယ်ထားတဲ့မှုတ်ပုံလေးကိုထိုးထည့်ထားတယ်ပြီးလဲပြီးတော့ဒီကောင်အိတ်လေးကိုအယုတ်ကလေးကသူ့ဟာသူပြန်သေးသွားပြီးတော့ဘူးလေးပြန်ဝင်တယ်သင်္ကန်းပြန်ပတ်ပြီးသားလုပ်တယ်ကောင်းအောင်ပြန်လိမ့်ဝင်တယ်မနေ့ကျတော့ဒါလေးရတယ်အကောင်းသားညအိမ်မက်ကတကယ်များလားဆိုပြီးအိုးသွားဆန်းကြည့်တော့အိုးတွေ့တယ်ထဲမှာစိန်နေတွေ့တယ်ဟာဒုက္ခပါပဲပေါ့အဲ့ဒီတရင်ကသူတို့စီထီရောက်တယ်ကာလန်ပတ်စံချမ်းသာတဲ့အိမ်တွေကိုတခုတခုလာစိန်နေအများကြီးပါသွားတယ်ရဲတွေလည်းစုံစမ်းနေတယ်ဆိုတဲ့သတင်းအဲ့တော့အဲ့ဒီတော့ရွာတွေမှာခိုးမှုဖြစ်ရင်အလုံးမရှိပဲအရွယ်ရောက်နေတဲ့အိမ်တွေကိုတက်ရှာတယ်190ပုံမှန်နဲ့မောင်ညွန့်အိမ်လည်းရှာခံရတယ်ဒါမဲ့တွေးမသွားဘူးအဲ့ဒီစိန်ကိုသူကတောက်ခောက်တယ်ဟဲ့မောင်ညွန့်ပါခောက်တယ်အဲ့ဒီစိန်ခိုးခံရတဲ့လူအမေရဲ့တဲ့ကျွန်တော်စီလာမမေးလို့နေမအောင်နေကဘာတက်လို့လဲကျွန်တော်ဗီရင်တက်တယ်တဲ့ဗီရင်စာအုပ်တွေဖမ်းနေတာမတွေ့ဘူးလားအမေတဲ့အေးတွေ့တယ်တဲ့ကျွန်တော်ပစ္စည်းပြောက်တွေ့တတ်တယ်တဲ့အဲ့ဒါဒီတော့ဘူးလုံးကဘေးအိမ်ကိုပြောတော့ဘေးရန်နေတဲ့စိတ်အဲ့ဒီမောင်ညွန့်ဆိုတဲ့ကောင်သူ့စီလာဗီရင်မမေးလို့တစ်ဖြစ်တော့ဖြစ်နေတယ်ဆိုတော့စိန်ပြောက်တဲ့လူကဗီရင်စရာနာမည်ကြီးဖို့မလို့တွတ်တဲ့လူပဲလို့လားလာမေးတယ်လာမေးတော့တကယ်ဗဒီကောင်ဘာမှမတောက်ကြောက်တဲ့မုံတွတ်ချစ်တောင်းချင်းနဲ့အဲ့ဒီစိန်အိုးလေးကိုသွားပြန်ပြီးတနေရာမှာအုပ်ရှိပင်အောင်မှာဖွက်ထားတယ်ခင်ဗျားတို့အိမ်ရဲ့အရှိပဲတဲတဲ့ရေကန်းနာအုပ်ရှင်ပင်အောက်ကို2000တိုးလိုက်ပါဆိုတူတော့စိန်အိုးပြန်ရတယ်မောင်ညိုနေချင်းညာချင်းနာမည်ကြီးသွားတယ်သူတို့ဆိုင်လေးအတွက်လည်းကုန်ပစ္စည်းတွေလာဝယ်ထည့်တယ်စိန်ပိုင်ရှင်ကမောင်ညိုအတွက်လည်းပစိုးတို့ဆွတ်ကြဲအင်ကြီးတို့လာပေးတယ်မောင်ညိုလည်းရွာထဲမှာနာမည်ကြီးသွားတက်တက်လွတ်စားတယ်ဆိုတက်တက်လွတ်စားဖို့ဈေးတွေပါလာထောက်တယ်ဟာ
အမေကြီးတဲ့မင်းတွေလောက်တာလည်းတော့ဟန်ကြတယ်ပတိတိလောက်တာကျွန်တော်ဆက်စိတ်မယ်ဆိုပြီးတော့အရဟံသိတိဆက်ကိုင်းတာပေါ့ဘာမှလည်းမတောက်ဒီအရဟံသိတိတလုံးတတ်တာပရိသမားထဲမှာအညံ့ဆုံးပေါ့အရဟံသိတိအရဟံသိတိအရဟံသိတိနဲ့စိတ်နေသူတို့ရွာရဲ့ဟိုဘက်ရွာမှာတာရကုန်းနဲ့ကရွရွာမှာလေယာချောင်းချောင်းအလုတ်ကင်ကောင်းတဲ့အတွက်အဲ့ဒီရွာမှာလေပိုင်းရှင်တထေးတွေပါလေတိုက်တွေပါလေနဲ့နေနိုင်နေတော့ပဲမဲ့အဲ့ဒီတိုက်ရင်တွေကိုဓမြဝင်တိုက်တယ်ညနေခင်းဓမြဝင်တိုက်တော့မိသားစုက4ယောက်ရှိတယ်အဖေရဲ့အမေရဲ့သားကြီးရဲ့သမီးရဲ့ရှိတာသားကြီးကရှောက်လဲနေတော့သားအိုက်တယ်မမိသွားဘူးသမီးရောဖေရောမေရောကျိုးတို့ပြီးဓမြတွေကရိုက်နေပြီးပစ္စည်းတွေယူတယ်အဲ့ဒီလွတ်ထွက်နေတဲ့သားကမောင်ညွန့်တို့ရွာဘက်ကမင်းကလေးတယောက်နဲ့ဖြစ်ကြိုက်နေတာလာချင်းတွေနေတာညီစားနဲ့ချင်းတွေတော့သူ့ရင်ဓမြတိုက်တာတော့မသိဘူးဓမြတွေကထွက်ခါနေမှာနောက်ကိုမလိုက်ခဲ့နဲ့ရိုက်ဖဲကွာတယ်မိုင်း20တောင်ရောက်တယ်ဆိုထိုင်းဆိုပေါ့တော့ဟာတနတ်တန်ကြတယ်အိမ်တော့အန်ဒီကြပြီဒီကောင်ပြေးသွားတာဓမြတွေအထွက်နဲ့သူနဲ့ပက်ပင်းပြီးတော့ဓမြတွေတန်းတန်းနဲ့ချိန်ဖမ်းပြီးတော့တရုတ်စကားပင်မှာမိခိုင်းပြီးတန်းတန်းနဲ့ပြတာနှစ်ဖူးမှဒီကောင်သေးရောဒီကောင်နာမည်ရွှေလင်းနဲ့သူရင်လည်းဓမြတိုက်ခံတယ်တတိသားလည်းတတ်ခံသွားတယ်လေပန်ရှင်တတိသားအဲ့ဒီအချိန်မှာပဲအဲ့ဒီ200 300ကျော်မှနေတဲ့အောင်လန်းဆရာတပည့်2ယောက်လူယုံပါလေပေါ့ဒီကောင်တွေကတော့အောင်လန်းဆရာတို့ရဲ့ထိုးစားတယ်ရှောက်လာတော့ရှေးလင်းဒီတရုတ်စကားပင်ကွာကြမှာပလက်ကြီးလမ်းပြီးသေးနေတာတွေ့တော့အဲ့ဒီအလောင်းကြီးကိုထမ်းသွားပြီးတန်းရအောင်သူတို့တခါလည်းပြန်ချုပ်တယ်အားနဲ့လက်ချုပ်အားနဲ့ပြန်ချုပ်တယ်မြင်းမီးနဲ့ပါနဲ့ပြန်ချုပ်ပြီးတော့ဖျောင်းနိုင်ပါလေထိုးပြီးတော့ဖုတ်သွင်းတယ်ဒီရွှေလင်းလောင်းဖုတ်သွင်းတော့ရွှေလင်းကဖုတ်ဖြစ်ပြီးပြန်ထလာအောင်လူမဟုတ်တော့ဘူးနော်သေသွားပြီအဲ့ဒီဖုတ်ကိုအိမ်ပြန်ပို့လိုက်တယ်အိမ်တက်ရမယ်ဆိုပြီးသူတို့အတန်းနဲ့ပို့တော့ရွှေလင်းကအိမ်ပေါ်ပြန်တက်တယ်အိမ်ပေါ်ပြန်တက်ပြီးတော့သမင်းစားဆိုလည်းမစားဘူးငောင်းတောင်းတောင်းငူတူတူကြီးနဲ့လက်ဖေးသောဆိုလည်းမသောစကားလည်းမပြောလူမမဟုတ်ပဲဖုတ်ကြီးဆိုတော့အဲ့တော့ဖေးနဲ့မေးရဘယ်လိုလဲဆိုတော့ဓမြတွေတွေ့လို့ရိုက်နေသွားတယ်ဒီနေ့နှစ်ဖူးမှလည်းတန်ရာတွေ့နေတယ်အဲ့တော့စိတ်ကြောက်ကြောက်ချဖြစ်နေတယ်သူနဲ့ကြိုက်တဲ့ကောင်မလေးတာယာကုန်းရွာမှာရှိတယ်အဲ့ဒီကောင်မလေးနဲ့ပေးစားလိုက်မိမပေးတိုင်းစိတ်ပြောင်းမယ်လို့လူကြီးတွေကထင်ပြီးအဲ့ဒီကောင်မလေးနဲ့မန္တအကြီးကျယ်ထိုးပြီးတော့900 800ဖိတ်ပြီးမင်္ဂလာဆောင်ပေးတယ်ဖုတ်နေလူနဲ့မင်္ဂလာဆောင်တာဖုတ်မင်္ဂလာဆောင်ပေါ့ပုံမှန်လည်းဘယ်လိုမှမသိဘူးမိမရတော့လည်းပဲဒီကောင်အဲ့လိုပဲငောင်းတောင်းတောင်းပဲအဲ့ဒီမိမကတော့ဘယ်လိုဖြစ်လဲတော့မသိဘူးနော်ဖုတ်ချင်းကတော့သူကယူထားတာပဲဖုတ်မရပေါ့ဗျာခုနအောက်လန်းဆရာတွေကအင်းလေးဖြာပြီးတော့အိမ်အောက်ကတိုင်အောင်လာကိုင်းရွှေလင်းအိတ်လို့မရအောင်ငေါက်ခနဲ့ထားထိုင်နေဒီလေးမောက်ပွင့်ကြည့်တယ်အောက်လန်းဆရာတွေကလာတာနဲ့အောက်ကိုဆင်းခဲ့ဖို့ခေါ်တယ်အဲ့ဒီပုတ်ရွှေလင်းကြီးကအောက်ဆင်းသွားတယ်ဒီကောင်သေချာတင်တယ်ဟိုချစ်တီးတဲ့ကိုမင်းဖြစ်ချစ်တီးကလာအောက်ကတော့ယူပြီးတော့မိကန်တက်တာဒီလိုဖွင့်ရတယ်ဖွင့်ပြီးထည့်ရသစီတွေယူဆိုပြီးတိုက်ပေါ်တွန်းတင်နေတယ်ရွှေလင်းကဖုတ်ပဲဟိုကောင်တွေခိုင်းတဲ့တိုင်းလောက်တာပေါ့ချစ်တီးကလာကနိုးလဲနိုးလောင်လှမ်းနဲ့ထားထိုးတယ်လှမ်းကိုဖမ်းပြီးချိုးပြီးချစ်တီးကလာကိုလှမ်းရိုးနဲ့ရိုက်တာကလာမေးနေတယ်မိကန်တက်တာဖွင့်ပြီးပစ္စည်းတွေကုန်ယူလာပြီးတော့ဟိုအောင်လန်းဆရာတွေကိုပေးတယ်အောင်လန်းဆရာတွေကသူ့အမေသားနဲ့မှလည်းထမင်းကျွေးပြီးတော့အိမ်ပြန်ပို့တယ်ကျွေးလင်းကအိမ်ပေါ်မှာဖုတ်ကခတ်တည်နဲ့ထမင်းစားပြီးပြန်လာဖုတ်ဆိုတော့ဒီကောင်မနေနိုင်ဘူးညဆိုရင်အစားတော့ရှာတယ်သူ့အိမ်နောက်ထဲမှာမနေ့ဆွမ်းလောင်းမှုချက်ထားတဲ့ဟင်းတွေပါလေထမင်းတွေပိုးလိုက်ချအဲ့ဒီဟင်းတွေထက်နေဖတ်ပြီးစားတယ်စားတဲ့အခါမှာဖုတ်တို့ရဲ့ထုံးစံအတိုင်းမူလရုပ်ပြောက်ပြီးတော့ပါဇက်ကြီးကပြေပြေကြီးသွားတွေထွက်မျိုးလုံးကြီးကပြူပြူကြီးနဲ့တခါလဲကြောက်စရာကြီးပေါ့ဖုတ်ကြီးစားတာသူစားပြီးရင်ဒီတိုင်းမနေဘူးတကားပွင့်ပြီးတော့အိုးအိမ်နောက်ကနေရှိသမျှတရေတစီမကောင်းဆိုရတယ်ကိုစားဖို့သူကဘောရာကန္နာနဲ့ဖိတ်သေးတယ်တရေတစီတွေအကုန်လာစားကြတယ်သူကထိုင်ပြီးတော့ထည့်ပေးနေတယ်သူကတော့စားပြီးပြီဖုတ်ကြီးကပြီးရင်အဲ့ဒီကောင်ကြီးပြန်သွားသူကတက်အိမ်နေတယ်ဒီနေ့မှရွှေလင်းအဲ့လိုညခိုးစားနေတော့သူ့ဘောရာအပေါင်းအသင်းတွေပါခိုးစားနေတော့သူတို့ရွာရဲ့ဟိုဘက်ရွာမှာအောင်လာတတ်တဲ့မိမကြီးကသူများကိုပြူစားဖို့သူမွေးထားတဲ့သရဲနဲ့ကောင်ခေါ်တာခေါ်လို့မရဘူးခေါ်လို့မရဘူးဆိုတော့ဒီမြအကြောင်းကိုရွှေလင်းရဲ့တင်နာကိုကြွနေတယ်ကိုသရဲနဲ့ကောင်သရဲတွေကိုလည်းအဲ့ဒီအောင်လာဒီစုံမကြီးကနာမည်ပေးထားတယ်တယောက်ကငမဲတဲ့တယောက်ကหนีပါတဲ့หนีပါလည်းမလားငမဲလည်းမလားစုံမကြီးကတခါလဲစုံစမ်းတာပေါ့စုံစမ်းလဲစုံစမ်းအောင်ရွှေလင်းတို့အိမ်နောက်ကတကားကြီးပွင့်တယ်တွေ့တော့ကြည်လဲကြည်ရောတရေပေါင်းဆိုအဲ့မှာညတာသပွဲထိုင်နေကြတာတင်းနာကိုင်းနေကြတာသူမွေးထားတဲ့တရေနဲ့ကောင်ကလည်းအဲ့မှာစားနေတာနင်တို့ဒီမှာလာငါကြည့်ကြနေဟာလာငါခိုင်းဖို့မလားဘူးပါညာဆိုပြောတော့ဟိုကောင်တွေကလည်းခေါင်းကြီးနေတရေတွေကအဲ့တော့ဒီကောင်ကြီးစားပြီးမှခေါ်လို့ရမယ်ဆိုမိမကြီးကစုံမကြီးကစောင့်ရတော့တာပေါ့သူကောင်ကကောင်တင်းနာထိုင်နေတော့စောင့်တော့ကောင်းကောင်းမထိုင်ဘူးပကံစင်ကြောင်အိမ်ပေါ်မှာစောင့်တက်ထိုင်နေတယ်
အဲ့ဒီမြင်ကွင်းကြည့်ပါလားအောက်ကသေပေါင်းစုံမိုးပြဲတွေဒီမှာချက်ထားတဲ့ဝက်သားလေးနဲ့သမင်းလေးနဲ့နေစားနေတယ်စုံမကြီးကပကံကြောင်းအိမ်မှာဆောင်းဆောင်ကြီးထိုင်နေတယ်တွေ့လင်းကတော့စားပြီးလို့ထိုင်ကြည့်နေတယ်ပြီးရင်ဒီကောင်လေးမောင်းတော့ပြီးတကားပေးရမယ်လေပြီးရင်သူကအိမ်ကြီးမပြတ်မိမနဲ့ပြန်အိမ်နေမယ်သူ့မှာညီမတယောက်ရှိတယ်လို့စောစောပြောခဲ့တယ်နော်အဲ့ဒီကောင်မလေးနာမည်ကမြင်းမြင်းနဲ့ယောဂချောချောပဲသူကရေငတ်လို့ဆင်းလာတာတကားလည်းဖွင့်လို့ဒီမြင်ကွင်းကိုမြင်တော့မင်းကလေးပဲဗျာလန့်သွားတာပေါ့အမလေးဆိုပြီးတော့អော်လိုက်တာလန့်အောင်ဆုံးမဆက်ပြီးပြူစားလိုက်တာတကောင်းလုံးညာတွင်းချင်းပွေးသွားတယ်ပြိုင်းလို့ပဲသူ့အမေဖေတွေထားလာပြီးတော့ပယောဂဆရာတွေခေါ်ပယောဂရဲ့တွေဖြစ်ကောင်မလေးယူသွားတယ်ယူသွားတာမှထမိတ်မကတ်နိုင်ဘူးအပေါ်မှာတော့ပိတ်ထားရတယ်အဲ့ဒီရွှေလင်းကတော့လိုက်ခိုးစက်ဘုံကောင်းလေးအောင်လန်းဆရာတွေခိုင်းတဲ့အတိုင်းလိုက်ခိုးညကြရင်အဲ့ခိုးစားပြီးမိလည်းမမိဘူးဖုတ်ကလဲတဲ့လူတဲ့မမိအောင်စားတယ်သူ့ဘော်ဓာတွေနဲ့ညတိုင်းဒင်နာကြညာဘက်ကနေပြီးတော့ပြောကကုလတဲ့ဆရာဦးရွှေဦးဆိုတာရောက်လာတယ်ရောက်လာအောင်ရွှေလင်းအမေကြီးကကျမတို့သမီးလေးပြောကဖြစ်နေလို့ကုပေးပါကုပေးမယ်ဆိုပြောကဆရာစိတ်ချိန်လုံးနေတယ်နဲ့စတိုင်းနဲ့ကိုင်းနဲ့ဝင်ထိုင်တယ်ကဲခေါ်လိုက်ဆိုတော့သမီးကိုအပေါ်ကနေတောပွင့်ပြီးတော့တန်တကားချတာတောပွင့်ပြီးဆင်းလဲဆင်းအောင်အဲ့ဒီအယူမမင်းကလေးကတထေးသမီးလေးကမြင်းကအောင်ဆင်းလိုက်ဘယ်ဟာလဲတဲ့ဆရာသမီးဝင်းလုံးချူပြီးလုံးပြီးတော့အဲ့ဆရာမျက်နှာကိုကောက်ပါဦးတယ်ဆရာလည်းဘာလို့မှမသိဘူးအတင်းပြန်ပြီးတော့သမီးဝှက်ပြရတယ်မိဘတွေကကြိုးတွေပိုင်းနဲ့ကြည့်ထိုင်းသမီးနင်းကိုကောင်းလုပ်ပြီးမှရော့တယ်ဒီဆေးကိုတောက်လိုက်ရေတစ်ခွက်ခတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့ကိုပြူစားတဲ့ဆုံးမကြီးပကံစင်ပေါ်တက်ထိုင်နေတဲ့ဆုံးမကြီးကတီးလို့ရောက်လိုက်မြင်းကိုကတ်လိုက်တယ်နင်းကြီးမတော့ဘူးလေငါရင်ငါတောင်းမယ်ဟိုရေတွင်းကရေပုံကိုကခတ်ခဲ့သူရေတွင်းကရေပုံကသူကကပြီးလူမပါပဲဒီလိုရောက်လာတယ်အဲ့ဒီရေကိုမောတော့တယ်ပြောကဆရာဘက်ကကြည့်ပါအောင်သူနိုင်ဖို့မရှိတော့ဘူးဆေးလွဲပါယူပြီးလှုံ့လိုက်တယ်အဲ့တော့ဘယောဂဆရာလည်းဆင်းပြေးရတယ်ကုလို့မရဘူးနာမည်ကြီးသွားတယ်5 6ရွာ9ရွာကြီးမှာဘယောဂတောင်းရမ်းပိတ်ထားတက်ကြီးမျိုးတစ်မျိုးလုံးထင်းနေပြတ်သွားတယ်ဓမ္မမှထင်းဝယ်လို့မရဘူးရွာလိုက်ကာလာသားကောင်းတွေကလူစုပြီးယောက်ျားမှရင်အိမ်တယောက်ဓာတ်ထိုးပြီးလိုက်ခဲ့လဲပြင်းခဲ့ဆိုပြီးရိုးမအောင်တဲရတယ်အလဲရိုးမအောင်တဲရတယ်ထင်းကုန်မယ်ရလာတဲ့ထင်းကိုမလိုက်လာတဲ့လူကိုကြောင်းလည်းမအောင်ဝေလည်းမဝေဘူးဆိုတော့အင်းကြီးယောက်ျားအကုန်ထွက်ရတော့မောင်ညွန့်တို့အိမ်မှာသားမိနှစ်ယောက်ရှိတယ်မောင်ညွန့်လိုက်ရမှာပေါ့သူ့မိကဆိုရိတ်နေကာလာသားကောင်းရဲ့တဲ့မောင်ညွန့်ကြောင်းသိတယ်မလားယောက်ျားလေးလားဆိုပါတယ်ကွယ်တဲ့ငါသားလေးကမိမလေးလိုပဲကြောက်လဲကြောက်တတ်ပါတယ်တောတဲ့တောင်လည်းမသွားဘူးမင်းဆောင်လျှောက်ပါမပုန်းတဲ့အတော်ဘောလုံးကျွန်တော်တဲမှတင်သွားမယ်ကာလာသားကောင်းရဲ့တဲမှတင်ထားတယ်ကာလာသားကောင်းရဲ့တဲကလဲဆယ်စီးသွားတယ်မှာနောက်ဆုံးလဲသူ့ကာလာသားကောင်းအနားမှာနေပါမောင်ညွန့်မင်းငါမသိပဲဘဲမှမသွားအောင်မပြေနော်မင်းငါနာပဲနေမင်းမိရမင်းအတွက်ဆိုရင်ဆိုမောင်ညွန့်ကလွယ်လေးလွယ်ထားတယ်လွယ်ထဲမှာသူကဇော်ကြီးကိုဝါကြီးတော်လေးမပါဘူးလားဒါလေးကတော့သူပြောင်းသူတို့သွားလိုက်ရတဲ့သူစိတ်နေကြအရဟံတတိပတိလေးလည်းပါတယ်အဲ့ဒါနဲ့ထိုင်လိုက်တာရိုးမကိုအတက်တောင်စုံလေးလည်းကြာအောင်တောင်စုံပေါ်မှာဘုန်းကြီးတစ်ပါးသွားတယ်အဲ့ဒီဘုန်းကြီးကိုသိချကြည့်တော့သူတို့ကျောင်းကပြန်တော်မူသွားတဲ့ဆရာတော်ဖြစ်နေတယ်ဆရာတော်ကတကယ်ပြန်တော်မူတော့မဟုတ်ဘူးထွက်ရပေါက်သွားတာမောင်ညွန့်ပရိစိတ်တာဆရာတော်သိတော့ကိုထင်ပြရင်မောင်ညွန့်ကိုလာခေါ်တာကျန်တဲ့ကာလာသားကောင်လဲမောင်းတဲ့ကောင်မျိုးမကာလာသားကောင်ဟိုမှာကျိုးလို့ရွာဆရာတော့ဘယ်မှာလဲငါလည်းမတွေ့ဘူးမဟုတ်တာလေညင်းနေပြီငုံနေနည်းနည်းကောင်းထောင်လာတဲ့ကောင်ကလာညောင်းလာခဲ့ပြေးလာခဲ့ဟိုကလဲရကြံနေပြတယ်ဟိုမှာခေါ်နေတယ်ဘယ်ကခေါ်မလဲမဟုတ်တာတွေမြင်နေပြီဆိုပြီးတော့ကာလာသားကောင်ကောင်းပြီးထားတယ်နောက်ဟိုကအတင်းလဲခေါ်တယ်ခေါ်ဒီကောင်မနေနိုင်ဘူးတခါလဲတွက်ပြီးတော့လဲပေါ်ခုန်ချပြီးတွက်ပြေးသွားတယ်ကာလာသားကောင်းနဲ့ကျန်တဲ့လဲပေါ်မှာပါလာတယ်သူကအတင်းလိုက်တယ်ဆရာတော်ကသင်္ကန်းဖြန့်ပြီး꿰ထားတယ်မတွေ့တော့ဘူးဟိုကောင်လေးရှာနေပြီးတော့မင်းလိုက်ခဲ့တယ်ငါเจ้าဆရာတော်เจ้าကတောထဲမှာတောင်ဆောင်လေးမှာခဏခနဲ့ပါပဲလာကွာတဲ့เจ้าကတော့တောเจ้าဆိုတော့ဖြစ်သလိုဆောက်ထားတာပေါ်တက်ကွာတဲ့ရွယ်ကြီးသောမင်းအရဟံဒိဋ္ဌိတော်စိတ်နေတာပဲတဲ့တမာရီလည်းတော်ရနေတယ်မှန်လားပါဗျာတဲ့မင်းကအဆင့်တက်ပြီးမလို့ကွာတဲ့ကျေးဇူးကြီးလာပါတယ်ဗျာတဲ့အေးထိုင်အောင်ကွာတဲ့မင်းမောနေတယ်တဲ့သူ့နားမှာခိုင်းတာလေခိုင်းတာပြီးတော့ဆရာတော်ကမင်းကမစားဘူးလားစားတယ်ဗျာတဲ့မနေ့တည်းအစောကြီးထွက်လာတာဘာမှမစားသေးဘူးကွာတို့ကြီးလာခဲ့တယ်ဆိုတော့ဘုန်းကြီးကျောင်းသားကွာတို့ဆိုတဲ့ကောင်တက်လာတယ်လူကပူပူခြေထောက်ကခွင်းနေတယ်နောက်နိုးနေတယ်ကွာတို့ကလက်တွေမရှိဘူးတန်က
ကျောင်းသားပေါ့ကွာလေတို့ရွာကျောင်းသားမောင်ညွန့်လို့ခေါ်တယ်မုံဆုံးမသားစားနေတယ်ကွာတဲ့ငါပြောသည်ယူပြီးကျွေးလိုက်ပါမကြီးပြော်ကြီးလည်းတိုက်လိုက်ပါမောင်ညွန့်ကမမြင်ရသေးဘူးလို့နောက်မှရောက်တယ်အနုလေးကထွက်လာပြီးငါပြောသည်ကိုကိုယ်တိုင်ခွာနေဟောကောင်းပြို့လာတာပေါ့ရောက်ကိုညွန့်စားတယ်နေပါမစားရဘူးအနုကျွေးတာကိုမောင်ညွန့်နဲ့ငါပြောသည်တွေမလုပ်ပါနဲ့မကြီးပြော်ကြီးလည်းပြောတိုက်ပါတင်မဖျားတယ်သူမကြီးသည်တွေကိုမကောင်းအနုကလက်နဲ့လဲနေမောင်ညွန့်ကပြို့နေပြီခါလေဂျင်းနဲ့စားလိုက်တညစ်တွေခြေလိုက်သူလှုပ်ချင်သလိုလှုပ်နေတယ်အနုကပေးလဲပြီးတော့မောင်ညွန့်ကပဲတောက်ရဲမလဲဒီအနုသူရှိနေသေးချာပြောနေတာလက်ကြီးနဲ့မတောက်ရဲဘူးဆရာတော်ကလည်းမကြည့်မောင်ညွန့်တောက်လေကွာတဲ့မင်းစားတယ်ဆိုတဲ့ဖြော်ရည်တောက်ချလိုက်လေကွာတဲ့တောက်လိုက်ပါကွာတဲ့မောင်ညွန့်စဉ်းစားတယ်အနုမွေးတာလားသူသိမှာပဲတဲ့သူတပည့်အနုမှန်းအဲ့ဒါကိုဇွတ်တောက်ခိုင်းနေတာဆိုတော့အကြောင်းရှိမှာပဲဆိုပြီးတော့ကဲဖြစ်ကြအဖြစ်ဆိုဒီကောင်မောကြတယ်မောကြပြီးဆရာတော်ရှိမပြိုရဲမအန်ရဲနဲ့ဒီကောင်အင်းကြီးနဲ့ဆောင်းနေရတယ်အဲ့ဒီမှာဆရာတော်ကလည်းကြည့်မောင်ညွန့်နဲ့မင်းခုနကတော့ငပြောသေးကြွေးပြီးလက်ဖေးဖြော်ရည်လာတိုက်တာဘလို့လဲဆရာတော်ဒီမှာမွေးထားတဲ့အကြောင်းဆိုတာကွာတို့လေးတဲ့လက်တွေရှိရလားလက်တွေမရှိဘူးတဲ့နိုးပြီးတော့လက်တွေပြတ်နေပုံရတယ်လက်တူလေးနဲ့နေတယ်တဲ့မင်းတော်တော်ယွန်းသွားသလားယွန်းပါတယ်ဗျာတဲ့အဲ့ဒါဝိဇ္ဇာလမ်းမှာယွန်းနာကိုဖျောက်ဖို့ကနောက်ဆုံးဆံဖို့ပဲကွာတဲ့မင်းကကံကောင်းလို့မင်းဆံဖို့အစ်စ်ခံလိုက်ရတာမင်းအနူတော်မင်းမယွန်းတော့ဘူးဆိုတော့မင်းအဲ့ဒီဆံဖို့အောင်သွားပြီကွာမင်းကိုဖြော်ရည်ဖြော်တိုက်တဲ့ကွာတော့မင်းထပ်တွေ့မှတ်မိပါမလားမှတ်မိပါတယ်တဲ့ကဲရှိတဲ့ဆံမအောင်မင်းသားရဲ့လူတယောက်ခတ်ချောချောကတောင်အင်ကြီးနဲ့ပစိုးကပလိန်အစိမ့်အဲ့ဒီမှာစက်ကြရွှေနဲ့ထိုးထားတာလူကျော်လူလားတယောက်ပဲရှေ့ရောက်လာတယ်ခုနမင်းကိုဖြော်ရည်ဖြော်တိုက်တဲ့ကွာတော့ကသူလေမဟုတ်ပါဘူးဗျာဟိုမတိရပူပူလေးလက်မရှိသူကအကောင်ပဲချောမွန်းနေတာပဲသူ့ကိုငါဖန်ဆင်းလိုက်တာကွာတဲ့အနုရောင်ဆောင်ပြီးမင်းကိုဆန်းလိုက်တာသူကဘိုးဘိုးအောင်တပည့်စက်ကြမင်းသားလက်ွယ်နေတယ်ငါစီကိုလာလဲတာကွာတဲ့တရားလဲနိုင်နေကဲမင်းသားစကားပြောလိုက်ပါအောင်သူစက်ကြမင်းသားနဲ့ကိုယ်တိုင်တွေ့ရတာကျုပ်တိုက်တာပါဗျာတဲ့ကွာတို့ဆိုပြီးဆရာတော်လှုပ်လိုက်တာခမမျက်စီထဲမှာအနုလိုမြင်အောင်ကဲလာမင်းကိုအဆင်းတက်ဆရာတော်အဆင်းတက်ခံနေမှာမောင်ညွန့်ကြည့်မင်းခိုးမှုတွေကျူးလွန်နေတယ်လေမင်းတခိုးနဲ့ပေါင်းနေတယ်လေတပည့်တော်ဘလူးနဲ့မှမပေါင်းပါဘူးဗျာမင်းလွယ်တဲ့ပစ္စည်းထုတ်ဆန်းနေဆိုဝါကြီးတော်လေးထုတ်လိုက်တော့အဲ့ကောင်အထက်ကတခိုးထွက်ဆန်းနေဆိုသင်္ကအလိုလိုပြေးကြတယ်ဝါကြီးတော်လေးကဖောင်းဆိုပွင့်သွားပြီခုနအယုတ်ကလေးတွေထဲမှာမှတ်မိပြီနော်အဲ့ဒီအယုတ်ကလေးဒီကောင်ဇောကြီးကွာတယ်ဖုံငံလေးမှာစောရနှစ်ခါမလွတ်လို့တခိုးဖြစ်သွားရှာတာကွာဇောကြီးတခိုးကွာတယ်ဒီဆရာတော်ကလက်ဝါးနဲ့အုပ်လဲမို့လဲမို့အယုတ်ကလေးကလှုပ်လာပြီဆရာတော်ရှိခိုးတယ်မင်း၅ပါးတည်လာမြင်ရင်ငါမင်းကိုဒီဘဝကြောက်အောင်လုပ်ပေးမယ်ဒီကောင်မဖြစ်တော့ဘူးအယုတ်ကလေးဘဝရောက်နေတာမြဲပါမယ်ဗျာတဲ့ကောင်းမင်းတော့အဲဒီပထမအဆုံးဆိုရတဲ့ဟာအရိဏဌာနဒီကောင်သူများခိုးထားတာကိုထပ်ခိုးတာဒီကောင်ကသခိုးတော်မဟုတ်သခိုးလက်ကထပ်လို့တဲ့သဝက်กว่าတဲ့မင်းသူနဲ့ပေါင်းရင်တစ်သက်လုံးမင်းအထက်တရမှာမဟုတ်ခိုးမှုကျူးလွန်နေရမှာဆိုပြီးတော့အဲဒါ၅ပါးသီလလည်းပြောဇော်ကြီးလေးကရှ िख ိုးပြီးမောင်ညွန့်ပဲလည်းလှည့်ပြီးရှ िख ိုးပြီးတော့ဒိဋ္ဌိမောက်ကခုံထွက်သွားတယ်မောင်ညွန့်လည်းဝါကြည့်တော့ပဲကျန်တော့မယူတော့ဘူးမင်းမေကြီးကလည်းမင်းသေးပြီဆိုပြီးတော့ကာလာကားကောင်းပြောလို့ရွာမှာတပိတ်သွတ်နေပြီกว่าလေဒီနေ့မင်းရက်လေတဲ့နေ့ဆိုပြီးကိုမှတပိတ်သွတ်နေကြတယ်မင်းပြန်မှဖြစ်မယ်တပည့်တော်ဒီကမပြန်တတ်ဘူးဗျာလေတော်လေးရောက်နေတာမပြန်တတ်လို့ရှိရင်မင်းရဖရာစင်တော့မင်းမှတ်မိမှာပေါ့မှတ်မိပါတယ်ဗျာအဲ့ဒီဖရာစင်ကိုအာယုံပြုပြီးဥချလိုက်တွေ့ရည်သူဥချပြီးမောလိုက်တဲ့အခါမှာဆရာတော်ကျောင်းမဟုတ်သူ့အိမ်ကဖရာစင်ရှိပြန်ရောက်နေတယ်သူ့အမေကြီးကသူ့တဲဝမှာထင်းခွဲနဲ့ဝင်လဲဝင်တော့သူသားသေးကြီးဆိုပြီးတပိတ်သွတ်တဲ့နေ့လေသူသားငုတ်တို့ကြီးလေအမလေးတော့မောင်ညွန့်ရဲ့ဆိုအမေရဲ့ကျွန်တော်ကဘယ်လိုဖြစ်နေဘယ်ကဝင်လာလဲဒီကပဲဝင်လာတယ်လိန်ပြောရတာပေါ့ဒီကဝင်ငါတွေ့မှာပေါ့ငါဒီထိတ်မှာထင်းခွဲနေတာပဲအမေမမြင်ချင်းလို့မမြင်တာကျွန်တော်လည်းအမေအလုပ်ပြန်မဆိုလို့နှုတ်မဆက်ပဲဒီတက်ထိုင်နေပြီပတိစိတ်မောင်ညွန့်ပြန်လာပြီဆိုတာယာကုန်းရွာထဲမှာအော်တောင်းနေမဖြစ်ဘူးလားဖြစ်တော့မောင်ညွန့်ပတိစိတ်တယ်ဆိုတာသိတော့ဟိုတတိယမောင်ညွန့်ကတော်တော်ပတိစိတ်တယ်အခုသေးဘလို့ကနေပြန်ရောက်လာပြန်ပြီဒီကောင်မှအစွန်းနေရှိနေမှာဒီကောင်စိတ်တာပါတယ်တတိကတော်မျိုးတော့အရဟံသိတိလို့ပြောတယ်အရဟံနေစိတ်ရင်နဲ့သိတိမြောက်ခြင်းမြောက်နေမှာတခြားပြောကဆရာမခေါ်နဲ့မောင်ညွန့်သွားခေါ်တာဆိုမောင်ညွန့်ကိုတတိကတော်ကလေးလေးစားစားပင်လာပင်လဲပင်တော့မောင်ညွန့်ရေးတဲ့ဖြစ်ကတော့ဓမြတိုက်ခံပြီးတော့အဲ့လိုသာချွေလင်းဆိုတာမင်းသိတယ်မလားသိတယ်အဲ့လိုဖြစ်သွားတယ်ယူကြောင်ကြောင်ဖြစ်သွားတယ်စိတ်မနှံ့လို့ဖြစ်တယ်သမီးကတော့ဘာမြင်လို့လဲမသိဘူးမိဖို့ထဲမှာလန့်ပြီးလဲလိုက်တာခေါင်းတွေဖြူပြီးသွက်သက်ကယူသွားတော့တာပဲမင်းကူပေးပါကွယ်တဲ့ခေါ်ချလာတယ်ဆိုတော့ဆရာရောက်နေဆိုတော့ဒီလေဆိုတော့ဒီကောင်မလေးကိုပြူစားထားတဲ့ကဝေမကြီးကမသိဘူးလားသိတော့ဝင်လက်ကလည်းကတော့ကိုဆရာလိုပြေးခြင်းလို့လားတဲ့ဆိုတော့မောင်ညွန့်ကဘာပြော
တော်ထဲမှာတွေ့ခဲ့တယ်သူတွေ့ရပါပုဂ္ဂိုလ်ဆရာရှိတယ်မလားဆရာတော်ဘုရားတပည့်တော်အန်လေးအကြနေပြီဟိုကနားထဲမှာလာပြောတယ်မကြောက်နဲ့ခေကောင်းနဲ့ငါနောက်မှရက်နေဆရာတော်နောက်ကလာရပ်ပြီအဲ့ဒီမိမကြီးကတစ်ကိုင်းရင်ဟောဒီမှာမွေဟောက်တယ်ကဲဆရာပေါ့စားသေးပြီးတော့သူမွေဟောက်ကခါတယ်ဗပြင်းနေပါလေတောင်းမောင်ညွန့်ပြောလိုက်တယ်တစ်ကိုင်းလို့ပြောလိုက်တယ်တစ်ကိုင်းလို့မွေဟောက်ကတစ်ကိုင်းဖြစ်သွားတယ်အဲ့တော့အဲ့ဆုံးမကြီးကမင်းကိုရှုံးပြီးပါတယ်နောက်မလုပ်ဖို့ပညာအန်ခိုင်းกว่าပညာအန်ခိုင်းတော့သုံးမရပညာအန်ပေးရတယ်အဲ့တော့ကောင်မလေးကအယူရောဂါပျောက်သွားပြီမိဘတွေကဆရာညွှန်းလေးရဲ့တဲ့သပင်းလေးဖြူနေတာဘယ်လိုလုပ်ရမလဲတဲ့ဆရာတော်ကနာနာကပြောတယ်ပြင်းပြလို့ကတော့မမြင်အောင်မောင်ညွှန်းကမြင်ရတယ်ရေကိုမင်းအရဟံသိတိမှန်ပြီးတော့တောက်ပေးလိုက်တယ်အရဟံသိတိမှန်ပြီးတောက်တာရေထိတဲ့နေရာတွေကမဲသွားတယ်အဲ့ဒါနဲ့ခေါင်းကျော်တစ်ကောင်လုံးပြန်မဲမသွားဘူးလားကဲမောင်ညွှန်းကျေးဇူးရှိတယ်ဆိုတော့ဒီအိမ်မှာဖုတ်တစ်ကောင်ရှိနေတယ်နော်မှတ်မိတယ်နော်အဲ့ဒီဖုတ်မရတဲ့ကောင်လည်းရှိတယ်ဖုတ်မရကလည်းပဲဒီလိုစွန့်တဲ့ဆရာတို့သူ့ယောက်ျားကိုသူပြကျင်တာပေါ့ရွာထဲမှာရှောက်ရှာတော့ဖုတ်ကရှောက်လေနေအတင်းခေါ်လာတယ်အိမ်မော်လည်းခေါ်မလိုက်ဘူးအတင်းယုံနေဆောင်းဆွဲတာလက်တစ်ဖက်ကမောင်ညွန့်ရှိတဲ့အခန်းထဲဝင်လက်ကြီးကကျွေးကြတော့အသားမရှိဘူးရိုးကြီးပဲဆောင်းဆွဲတာကိုဝင်ကိုတချမ်းအသားတွေမရှိဘူးတအားဆောင်းဆွဲတော့တကောင်လုံးအယိုးစုဖြစ်သွားဒီကောင်သေးတာကြာပြီအယိုးဖြစ်နေပြီကိုရွှေလင်းလာလို့သေးတာကြာပြီဖုတ်ဖြစ်နေတာပါတဲ့ဆိုပြီးအန်ရကင်းအောင်ပါညာလို့အဲ့ဒီအိမ်ကနေပြီးမောင်ညွန့်ဒီအထက်လမ်းကိုသွားမယ်ဆိုလို့ရှိရင်သူတို့အိမ်ကထောက်ပံ့မရသေးတက်တက်လှုပ်စားဖို့အိုးဖို့ဝင်ဖို့ဘုရားဖို့သွားဖို့အကုန်လုံးထောက်ပံ့တယ်တခါရသွားတယ်မောင်ညွန့်ကအဲ့ဒီဘာမှအရဟံဒိဋ္ဌိတစ်မျိုးနဲ့ဆရာကြီးဖြစ်ပြီးတော့ဘိုးတော်ညွန့်ဖြစ်နေတွေ့ရပေါက်သွားပါတယ်ဗျာမြတ်ဆသတ္တတာမုံတော့အရဟံဒိဋ္ဌိလေးတစ်လုံးနဲ့ကဲခင်ဗျားတို့ကျွန်တော်တို့ကဒီတဲ့တောင်တတ်သေးတယ်ဗျာမဖြစ်ဘူးလားမဖြစ်ဘူးတတ်တယ်တော့မဖြစ်တာမောင်ညွန့်ကဒါဆိုဒါပဲလုံနေကျွန်တော်တို့ကခုံပါလေဗျာအရဟံဒိဋ္ဌိစိတ်လိုက်ဂုံတော်စိတ်လိုက်ကွန်ချာစိတ်လိုက်ကောင်းတယ်ဆိုတော့လျှောက်လို့တော့ဖြစ်ပါမလားငါပွဲရငါသာထားနေမယ်တမျိုးကောင်းကောင်းကြိုင်သားမှာဗျာမောင်ညွန့်အောင်ဖြစ်သေးတာဒေါသအောင်ဖြစ်တာခင်ဗျားတို့ကျွန်တော်တို့ကမျိုးကြီးပြကြီးနေတာပဲဘာလို့မဖြစ်ရမလဲမဟုတ်ဘူးလားလောက်ကြမယ်ဗျာလုံးမယ်မလားကဲကျုပ်လည်းခင်ဗျားတို့အားပေးမယ်ဗျာနော်ကျန်လည်းကြားမှလာပြီအတူတကွပဋိစိတ်မောင်ညွန့်အတိုက်ကြီးရတော့ခင်ဗျားတို့ကျုပ်တို့ကမော်ရထွက်မယ်ဗျာမကောင်းလားအဲ့ဒါအမျိုးသားတယောက်ရဲ့ဇလံပေါ့နော်မောင်ညွန့်အမျိုးသမီးတွေကလှုပ်လို့မရဘူးလားလာမမေးနဲ့ဒီလမ်းစကားမှာအမျိုးသမီးမျိုးသားမရှိဘူးလှုပ်တယ်လို့ဖြစ်တာလှုပ်တယ်လို့မဖြစ်ဘူးလားငါမိန်းမဖြစ်နေလို့မိန်းမနဲ့ယောက်ျားနဲ့ဘာမှမကွာဘူးဒီလမ်းစကားမှာကွာတယ်လို့များကြားမိလို့လားမိန်းမလည်းစိတ်ရင်တမားကြီးမရဘူးလားစွမ်းရည်ရနိုင်တယ်ဘာမှမဆိုင်မိန်းမဖြစ်ခြင်းယောက်ျားဖြစ်ခြင်းကနှစ်ပန်းလုံးတဲ့ကိစ္စမဟုတ်ဘူးလေပဋိစိတ်တဲ့ကိစ္စမဟုတ်လားအဲ့တော့အမျိုးသမီးတွေလည်းစိတ်မယ်ဗျာကျုပ်သမီးတွေမကောင်းလားဘာညာကွီးကွာတယ်အလုပ်ရှုပ်ပါတယ်ကိုယ်ပလီလေးနဲ့ကိုယ်စိတ်ချမ်းသာအရဟံသိတိမကောင်းလားဒီတဲ့တက်လာတော့လည်းဒီနဲ့တက်တာလေးစိတ်တာပေါ့ဗျာဆွဲဆွဲမြဲမြဲလေးလုပ်ဖို့ပဲအရေးကြီးကြောင်းတင်ပြအပ်ပါတယ်ဗျာ